coach လောက်ရပေမဲ့လည်းတချို့ဂိမ်းတွေမှာဝင်ဆော့ရတာမျိုးတွေရှိတော့ကလေးတွေအမှတ်နဲ့မှာစိုးရင်ရပေမဲ့ပျော်ခဲ့ရတယ်လို့ပြောလာတဲ့ထူအောင် coach အချင်းချင်းကတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီခင်ဝန်းဝါရဲ့အလင်းရောင်ရဲ့ကိုလင်းရောင်ရဲ့ပေါ့နော်ကိုလင်းရောင်ရဲ့ပြီးတော့ရှင်နေထွတ်ရဲ့ပြီးတော့ဆုထက်ရဲ့ပေါ့နော်အငင်းပွားဖွယ်ရာရှိတာဆိုတော့နည်းနည်းတော့ရှိတာဘာဖြစ်ဆိုတော့ပြိုင်ပွဲတွေဆိုတဲ့အစိုးကလေးကတော့အကုန်လုံးကတော့ပုတ်တိုက်မှုတွေတော့ရှိရပါဘူးဒါပေမဲ့လည်းကောင်းပါတယ်အိမ်ဟဲ့ပြောဖို့ကောင်းပါတယ် နည်းတော့ပြောချင်တယ်ရှိတယ်ဘယ်သူလဲညွှန်းဝဲရရှိတယ် ကောင်းပါတယ်တကယ်ဟိုဒီထဲမှာထုံးစံတိုင်းပဲပေါ့နော်ထုံးစံတိုင်းပဲပေါ့ဟိုဒီအရှိတုန်းက reality show မှာဆိုလို့ရှိရင်ကျွန်တော်နဲ့ fight တဲ့ကောင်မလေးပဲဒီမှာလည်းထပ်ပြီးတော့သူနဲ့ကြောင်တော့ကြုံကလေးရှိခဲ့တာပေါ့ ဘယ်လောက်ဒီဖိုက်ခဲ့ရလဲ ဒါပေမဲ့ကောင်းပါတယ်အရင်ကြီးကျွန်တော်တို့ကိုယ်တိုင်ရှင်ပြန်ရတာမျိုးမဟုတ်ဘူးလို့ကျွန်တော်တို့ကထင်ခဲ့တာဒါပေမဲ့ကိုကအဓိက guideline လေးပဲပေးနိုင်မယ်ဒါမှမဟုတ်အကျဉ်းချင်းပေးမယ်ဒါမှမဟုတ်လို့ရှိရင်ကုညီပေးရဲ့ဟာမျိုးပဲလို့ထင်ထားခဲ့တာဒါပေမဲ့အဲ့လိုမဟုတ်နေဘူးကျွန်တော်တို့ coach တွေကိုယ်တိုင်ဝင်ဆော့ရတဲ့ပုံစံမျိုးတွေလည်းရှိရတယ်တချို့တော့ game တွေမှာဆိုတော့အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်တော့တစ်ခါလဲကြလို့ရှိရင်ရှင်ပြိုင်ဖို့အတွက်ကိုပါမှာလားမပါဘူးလားဆိုတဲ့ဟာမှာနည်းနည်းစိုးရိမ်စိတ်တွေတော့ရှိတာပေါ့နော်ဒါပေမဲ့ကိုကြောင့်ကလေးတွေအမှတ်ရော့သွားမှလည်းစိုးရိမ်တာပေါ့ဒါပေမဲ့လည်းပြောဖို့ကောင်းပါတယ်